Viber နံပါတ်ကိုလာယူလဲပါပေါ့နော် Viber နံပါတ်လေး screenshot ရိုက်ထားလိုက်ပါ Viber နံပါတ်ကိုလာယူလဲပါကျွန်တော်အပတ်စဉ်အခမဲ့ပေးပါတယ်နော်အပတ်စဉ်အခမဲ့ပေးပါတယ်နောက်ပြီးတော့အဲ့ဒီဒိုင်းဝယ်ခွေကတ်ကကျွန်တော်ဖြစ်တယ်လို့ထုတ်ပြီးတော့ပေးထားတာမဟုတ်ပါဘူးကျွန်တော်ရဲ့ရာသက်ပံတွေကိုလည်းအဲ့ဒီကတ်ပဲပေးတာပါဒါကျွန်တော်ရဲ့မျိုးတွေကိုလည်းအဲ့ဒီကတ်ပဲပေးမှာပါကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီကတ်ကိုဇာတို့ကစားမှာဖြစ်ပါတယ်မထွက်မရှိအာမခံကတ်မှုလို့ကျွန်တော်ရဲ့ကိုရီမတွေအမြတ်တစုံတရာရစေတဲ့ရည်ရွယ်ချက်နဲ့ပေးတာဖြစ်ပါတယ်ဒါလာယူလဲပါပေါ့နော်လာယူတဲ့သူတွေကျိုးမရုပ်ပါဘူးပေါ့နော်ကျွန်တော်တို့ဒီဟာလေးပေါ့နော်စမ်းစစ်ကြည့်အောင်ပြန်နော်စမ်းစစ်ကြည့်အောင်ကျွန်တော်တို့ဒီမူတွေဆိုတဲ့နေရာမှာလေးပေါ့နော်ဒါတတိကျကြီးယုံပြီးတော့သုံးလို့မရပါဘူးတတိကျကြီးယုံပြီးတော့ကျွန်တော်တို့ရင်းနှီးမြုပ်နှံလိုက်လို့မရပါဘူးမူတွေဆိုတဲ့နေရာမှာလည်းသူတို့ဘယ်လိုမျိုးကြမလဲဘယ်လိုမျိုးချိန်နေဆိုရင်မူပြတ်တတ်တယ်လဲဆိုတာတွေဒါကျွန်တော်တခါလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ကိုပိုင်းတယ်38တဲ့38ဘာဖြစ်လို့လဲဗျ38ကမရလာကြတာ38ကပြီးတဲ့ဘက်ကတကွက်ကောင်းနေเนาะကျွန်တော်တို့စုဘူးတကွက်ကောင်းဆိုတာရှိရဗျเนาะအဲဒီ38ကကျွန်တော်တို့စုဘူးတကွက်ကောင်းရသွားပြီပေါ့နော်ကျွန်တော်ရဲ့ရာသက်ပံတွေကိုတော့စုဘူးတကွက်ကောင်းရဲ့33ခွေရကိုတော့ကျွန်တော်ထိန်ချန်ထားပါတယ်ဒါကလည်းရာသက်ပံအနေနဲ့သူတို့အနေနဲ့ဒါကျွန်တော်ကိုဒါအခါချင်းငွေတစ်ခုပေးပြီးတော့ကျွန်တော်ဝန်ဆောင်မှုပြန်ပေးရတဲ့သဘောပေါ့နော်ဒါကျွန်တော်ရဲ့စီနာပေါ့တကယ်ဆိုရင်ပေါ့နော်စုဘူးတစ်ခွက်ကောင်းနေမှာ9000လောက်တန်တယ်ပေါ့နော်စုဘူးတစ်ခွက်ကောင်းနေမှာ9000လောက်တန်ပါလေဒါကျွန်တော်တို့ကစုထားရုံပဲပေါ့နှစ်ပတ်တွင်မှာထွက်မယ်ဆိုတော့တန်ပါတယ်ပေါ့နော်ကျွန်တော်တို့လာပြီးတော့ကြောတဲ့သူတွေလည်းရှိပါတယ်ဆိုတော့ okay ရှင်းပြလိုက်အောင်မြန်နော်ကြားနေလိမ့်မယ်ကျွန်တော်ဒီမှာကြည့်မိပြန်နော်တုံညခုံပေါ့နော်ဒီမှာအလင်းနက်ခတ်ပေါ့နော်အလင်းနက်ခတ်မှာကျွန်တော်တို့မြန်မာနက်ခတ်ဖြစ်သွားပြီနော်မြန်မာနက်ခတ်ဖြစ်သွားတဲ့နေရာမှာမြန်မာနက်ခတ်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့လာမဲ့သူ့ရဲ့9ရက်အတွင်းမှာပေါ့နော်နောက်9ရက်အတွင်းမှာကျွန်တော်တို့ဒီလေးလုံးခွေကဆင်းမယ်တဲ့နော်လေးလုံးခွေဒီဒါဆင်းမယ်ဆိုတော့ကြတော့ဒါလေးလုံးတောင်ခွေစရာမလိုတော့နော်လေးတုံညခုံခွေဒီနောက်9ရက်မှာဆင်းမယ်ဆိုတော့ဒီမှာဘာထွက်လဲဆိုတော့တုံညခုံထွက်ပါတယ်နော်တုံညခုံထွက်ပါတယ်လိုက်ကြည့်ကြနော်ကိုမျိုးတွေကျွန်တော်တို့မှတ်သားစရာလေးရအောင်ပေါ့နော်မှတ်သားစရာလေးရအောင်ပေါ့ဘာကြောင့်မဆင်းတယ်လဲဘာကြောင့်ဒါဆင်းတယ်